ဟုတ်တယ်ကျွန်းတော်လန်ပွဲစီရဒီနှစ်ပြန်စနေပြီဆိုတော့သိပြီးကြပြီလားအညောမျက်နှာပါ15ရက်နေ့ကနေ20ရက်နေ့ထိအောင်လုံးမဲ့စမ်းချောင်းကျွန်းတော်လန်ပွဲစီမှာဘာကောင်းလဲဘာမကောင်းလဲသိရအောင်ဒီနှစ်လည်းမျက်နှာကြိုသွားပေးထားပါတယ်ဒီနှစ်နဲ့မတူတာတော့လန်ထိတ်ကနေမစဘဲနဲ့တဝက်ကနေစနေပထမဆုံးလင်းမလို့လားတော့မသိဘူးဒါပေမဲ့စီတာတော့စီပါတယ်ထုံးစံတိုင်းငုံကြော်တို့မြန်မာမုံတို့ပွဲစီအစားတောက်တွေကတော့တော်တော်ဆုံဆုံရှိပါတယ်သူတို့ချစ်ချဆိုရင်တော့ TikTok ပေါ်မှာနာမည်ကြီးရဲ့မင်းဘိုက်ကလေးတို့ဘာတို့ကဆိုင်ကန်းနေနဲ့လာဖွင့်လာတာတွေ့ရနောက်ထပ်တွေ့ရဖက်နှက်လေးဆိုလို့ရှိရင်မျက်နှာတော်တော်လေးသဘောကျတယ်မိုးရီစီဖို့ဖက်နှက်လေးတွေကိုအယောင်နဲ့အစုံမဲ့ဈေးရလည်းတော်တော်တက်တာတယ်ထောင်ကနန်းလောက်နဲ့အတွေ့အချင်းချင်းလက်ဆောင်ပြန်ပေးခြင်းနဲ့ဆိုလဲဟမ်မိတ်ဆိုင်လေးတွေကချစ်စရာလေးဒါကတော့လူတွေကြိတ်ကြိတ်တိုးနေရဲ့ကြိုက်တာယူတစ်ထောင်ဆိုင်အခုဆက်သွားနေရတော့အရင်နှစ်ပွဲစည်းရာသီကမျက်နှာပတ်စံတွေအကုန်လုံးပြောင်းနေနေရပါမနစ်ကရန်ကုန်တစ်မြို့လုံးကပွဲစည်းတွေအကုန်ပတ်ကြည့်တာဒီအထိအဲ့ဝုန်းရုပ်အကြီးတွေကပိုင်ရှင်မပေါ်သေးဘူးနော်တော်လန်ပွဲစည်းမှာအဲ့ကစားရဲ့နေရာနာလန်တော်တော်ကျဲတယ်အဲ့တော့လူအချင်းချင်းမတိုက်တော့ဘူးစုနဲ့ကိုကစားနေုံပဲမနိုင်တာလေးကလွဲလို့စားတာနော်စားတာကျန်နိုင်ဘာမှတိတ်မလို့ခြင်းပဲအဲ့ဝုန်းရုပ်အပြောင်တော့လိုချင်တယ်ဆိုပြီးလည်းညှို့ထုတ်ပြနေပင်လေတမျှစီးမယ်ဆိုပြီးဆက်သွားရင်လည်းဖုန်းတို့ laptop တို့မှာကတ်တဲ့ sticker လေးရောင်းနေဆိုင်နေလည်းရှိတယ်။မုံချက်ကင်ကတော့စားခြင်းပေမဲ့လည်းဘတ်ဂျက်မလောက်လို့ကြော်လိုက်ရပါတယ်။ကျွန်းတော်လန်ပွဲစီကတော့အရင်နှစ်ကလိုပဲပင်လေတမျှ2ခုရဟတ်တစ်ခုရှိပါတယ်။နောက်ဆုံးနေ့ဆိုတော့အခုမှစင်တုံးအဲ့ဒါနဲ့ပင်လေတမျှလက်မှတ်သွားဝယ်ခဲ့ပါတယ်။လက်မှတ်ကတော့တယောက်ကိုတစ်ခါစီးရင်3000ပါ။တို့ကအမြင့်ကိုအလောက်မကြောက်ပေမဲ့လည်းကိုရီတက်မှစကူစဆွဲရဆိုတော့မိနစ်20လောက်စောင့်လိုက်ရတဲ့အပြင်ကိုကြောက်လို့ဖျားစာပါယူလိုက်ရပါတယ်။ဒီနာအလောက်မမြင့်ပေမဲ့ခုံနှန်းနေရအစားလှုပ်နေရစဉ်းစားကြည့်တော့မှတော်တော်အန်ရများရလို့ထင်တယ်ဒါပေမဲ့လွှဲတာကတော့2မိနစ်လောက်ပဲ3000နဲ့တော့တိတ်တန်တယ်လို့မခံစားအောင်အဲ့ဒါပြီးတော့ရေမွေးပလင်းနေကြိုက်တာယူ1000ကလစ်ဆိုင်တွေအပြင်ငါးလေးတွေကအစားရောင်းတယ်ကျော်လုံးမောင်းတိတ်မစားဖြစ်တဲ့မျက်နှာကပွဲစည်းရောက်တုံးလေးကျော်လုံးမောင်းစားကြည့်မယ်ဆိုပြီးတော့ဝယ်ပါတယ်ကျော်လုံးမောင်းကတော့3000 5000ပုံမှန်ဆိုရင်တော့မျက်နှာကတိတ်စားလိစားထားမရှိဘူးနောက်ဆုံးစားခဲ့တော့ဆိုမနစ်ကပွဲစည်းပတ်တော်နဲ့တူတယ်ဒါကတော့မြန်မာမုံထဲမှာမျက်နှာရဲ့အကြိုက်ဆုံးပဲပွဲစည်းပတ်မျက်နှာအမြဲတမ်းစားရအပုံမုံစားရဈေးတက်နေပေမဲ့လည်းသူကတော့တစ်ချက်1000အခုထိဈေးမတက်သေးပါဘူးအဲ့ဒါပြီးတော့မာလာအကင်ဝယ်စားရမာလာအကင်ကတော့တစ်ချောင်း2000ပုံမှန်ဆိုရင်တော့ကြောက်မြောင်းထဲမှာအလူဟာတွေကတစ်ချောင်း1500လောက်ပဲအခုကတော့ပွဲစည်းဆိုတော့ပွဲစည်းဈေးပေါ့နော်ခိုင်စားဖို့ဆိုင်ကတော့အတကုံလိုက်ရှာပြီးရဲ့နောက်မှာရိုးရမပြတ်ကိုပေါက်ဘူးသီးကြော်ဆိုင်မဲ့ထိုင်လိုက်ပါတယ်ဒါပေမဲ့ခိုင်လူဘူးသီးကြော်မမှာပဲနဲ့ရှာရှိပြီးတော့ငုံကြော်ဆိုပြီးမှားလိုက်တာငုံဥကြော်နဲ့နားချမှားပါတယ်အဲ့တော့4000ပေးဝယ်ထားရတဲ့ငုံဥကြော်2ချောင်းမှာချောင်း2000ပေးတာကတော့ရုပ်ကတော့တိတ်ပျော်မနေပါဘူးတလုံးလုံးပါပြီးတော့စားလို့တော့ကောင်းပါတယ်အဲ့ဒါပြီးတော့မျက်လုံးပေါ်အိုင်းလိုက်တာဘာဖြစ်နေရလဲဆိုတော့ချွေးထွက်လို့တစ်ဖက်ပြတ်သွားယူလို့မပြောခင်ကြိုပြောတာလုံးပါတော့အရသာချင်နေပြီးတော်တော်ဆိုးသွားပါတယ်အဲ့တော့ဘာမှဆက်မပြောတော့ပါဘူးခင်ကတော့အဲ့ပစွန်ပဲလေးအရင်စားကြည့်တယ်သူကလည်းလက်ပါရဲ့အဆင်ပြေရဲ့အဲ့ကျန်းကြီးကိုကောင်းမှလာတော့မျိုးတို့အရင်ကတည်းကလည်းစားပူပြီးသားအရသာလည်းကောင်းတယ်ဆိုတော့ဘာမှပြောစရာတော့မရှိဘူးဆိုင်လေးတွေတော့တခြားရွေးဝယ်ရမယ်သူကမလက်ရင်ချင်တယ်ပြီးတော့ဗီဒီယိုမှာမီးကဘာလို့ဖက်လက်ဖြစ်နေရလဲဆိုအဲ့ဘူးသီးကြော်ဆိုင်ကမီးကိုကဖက်လက်ဖြစ်နေအပုံမုတ်ကတော့စားနေကြအသေးစီရပဲအုံတို့တွေအပြည့်နဲ့ဆိုတော့တအားကောင်းတယ်မစားမဖြစ်စားကြည့်ကြပါဆက်သွားရင်လည်းမျိုးတို့ဘေးရင်ဆရာတွေ့တော့ဘေးရင်ဆရာထဲမှာအဲ့လောက်လက်မလဲတဲ့ဘေးရင်ဆရာတစ်ခေါက်မှမတွေ့ဘူးဆရာငွေလိုင်းနဲ့မေကွန်3ခုကို2000ဆိုတော့အဲ့ဒါမျိုးတို့ကျွေးပေးနေရောတာရော့ဘေးတွေရောဆက်မိခဲ့ကတော့ပထမဆုံးလှန်တဲ့ကတ်မှာရင် The Devil ဆိုတော့ဆက်ပြောစရာတော့မရှိတော့ဒါပေမဲ့တာရော့မှာရောကျွေးပေးနေမှာရောတော်တော်လေးမှန်တယ်လို့ပြောရမယ်သူကအတိတ်တွေကပြန်ဟောပေးတာအဲ့တော့ဒီနေ့ကျွန်းတော်လန်ပွဲစီပတ်ခဲ့တဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲတတာဒါပဲ